ဖိုးချဲဥက္ကဋ္ဌနေရာဆက်မီရောရင်တပင်လောကအတွက်စိုးရိမ်စရာပဲလို့ပြောလာတဲ့ခင်လိုက်ဝိုင်းရတရုံဆောင်ကြီးခင်လိုက်ကတော့တပင်ဥက္ကဋ္ဌဖိုးချင်းရဲ့ရာထူးသက်တမ်းကုံဆုံးသွားတဲ့အခါမှာဘသူကအစားထိုးဝင်ရောက်မလဲဆိုတာနဲ့ပတ်သက်ပြီးတပင်လောကအတွက်အင်မတန်စိုးရိမ်မိကြောင်းထုတ်ဖော်ပြောဆိုလာပါတယ်ရှင်။ဖိုးချင်းကလွန်ခဲ့တဲ့10နှစ်တာအတွင်းမှာတပင်တွေရဲ့အကျိုးစီးပွားအတွက်အကောင်ဆုံးစ조사အားထုတ်ပေးခဲ့တဲ့ဥက္ကဋ္ဌတယောက်ဖြစ်ပြီးတပင်ပိုးပွားတွေကိုထောက်ပံ့ပေးတာနဲ့တပင်ချန်ကြီးဆောက်လုပ်ပေးတာမျိုးတွေအထိလက်တွေ့ကျကျစွမ်းဆောင်ပေးခဲ့သူဖြစ်ပါတယ်။ဒါကြောင့်လေဖိုးချင်းလူတပင်လောကပေါ်စေတနာပြည့်တဲ့အလုပ်လုပ်ပေးနိုင်တဲ့သူမျိုးနေရာလွှဲပေးတော့မှကိုခင်လိုက်နေနဲ့နှမျောတတဖြစ်နေရတာပဲဖြစ်ပါနဲ့ရှင်။ဖိုးချင်းကတပင်လောကသားတွေအတွက်အသင့်တော်ဆုံးဥက္ကဋ္ဌတယောက်ဖြစ်ခဲ့တာကြောင့်သူထွက်သွားတဲ့အခါမှာတပင်လောကရဲ့ရှေ့ရေးကစိန်ခေါ်မှုတွေရှိလာနိုင်တယ်လို့လည်းခင်လိုက်ကသုံးသပ်ထားပါတယ်ရှင်။တပင်လောကစည်းလုံးညီညွတ်ဖို့နဲ့ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဖိုးချင်းရဲ့ဥဆောင်မှုကအင်မတန်ရေးပါခဲ့တာဖြစ်လို့နောက်ထပ်တက်လာမယ့်သူကရောဖိုးချင်းလူစွမ်းဆောင်နိုင်ပါမလားဆိုတာကခင်လိုက်အတွက်တော့စိုးရိမ်စရာဖြစ်နေရတာပါ။တပင်လောကသားတွေရဲ့အခက်အခဲတွေကိုကိုချင်းစာနားလည်ပေးနိုင်တဲ့ဖိုးချင်းရဲ့စနစ်တာစွမ်းဆောင်မှုတွေဟာတပင်သမိုင်းမှာမှတ်ချက်တင်ကြံ့ရည်နေမှာဖြစ်ပြီးခင်လိုက်ရဲ့ပြောစကားတွေကလည်းတပင်လောကသားအများစုရဲ့ကိုစားပြုစကားသံတွေပဲဖြစ်ပါတယ်ရှင်။